သုတဓမ္မကဝေတီ BA Part 1 ပြည့်စုံကြမယ်ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ် BA Part 1 ပြည့်စုံကြမယ်ဓမ္မမိတ်ဆွေများအနေနဲ့လေ့လာကြမှာတော့ဘိလိန်နာပညာကိုလေ့လာကြမှာဖြစ်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ Day 1ကနေစပြီးတော့ Day 1 Day 2 Day 3စသည်ဖြင့်အတန်ဖိုင်လေးတွေပြုစုပြီးတော့တင်ပေးသွားပါမယ်ပထမဆုံးအနေနဲ့ဒါရှေးဦးမိတ်ဆက်ပေါ့ဒီမိလိန်နာပညာတရားတော်မှာဆိုရင်အပိုင်း28ပိုင်းကိုဟောကြားထားပါတယ်အပိုင်း28ပိုင်းဆိုတာကဆရာတော်ဘုရားကြီးရဲ့ဟောကြားချက်ကအပိုင်းတစ်ပိုင်းမှာတစ်နာရီဖြစ်တဲ့အတွက်အပိုင်း28ပိုင်းဆိုတော့28နာရီစာပဲဖြစ်ပါတယ်ဒီအပိုင်း28ပိုင်းမှာမေခွန်းပေါင်း86ခုကိုလေ့လာကြမှာဖြစ်ပါတယ်အဲ့တော့ဒီ BA Part 1ကိုစပြီးတော့ပြည့်စုံကြမယ်ဓမ္မမိတ်ဆွေများအနေနဲ့ဒါပထမတော့ကဒါဒီပလိုမာမှာလေ့လာခဲ့ကြတာကဒီပလိုမာ1မှာဆိုလို့ရှိရင်အပိုင်းက9ပိုင်းဒီပလိုမာ2မှာဆိုရင်အပိုင်းက9ပိုင်းဒီပလိုမာ3မှာဆိုလို့ရှိရင်ယရဏတုတ်က3ပိုင်းဖြစ်တဲ့အတွက်စုစုပေါင်းအပိုင်းက9ပိုင်းဆိုလိုချင်တဲ့သဘောကအပိုင်း9ပိုင်းမှာမှသူဟောကြားတဲ့နာရီက9နာရီစာပဲဖြစ်ပါတယ်အဲ့တော့ BA Part 1ကျတော့28ပိုင်း28နာရီစာဖြစ်တဲ့အတွက်ဒါနာရီပေါင်း20ပိုလာတာကိုဒါတတိထားမိကြမှာဖြစ်ပါတယ်မိမိတို့အနေနဲ့ပို့ပြီးတော့ကြိုးစားအားထုတ်ကြရမှာကိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့ဒီပလိုမာ1 2 3တုန်းကဒီပြဋ္ဌာန်းစာအုပ်ကနည်းနည်းပဲလေ့လာခဲ့ကြတယ်အခုမှစာကလည်းများတယ်မှတ်သားမဲ့ချက်တွေကလည်းများတဲ့အတွက်မိမိတို့အနေနဲ့ပို့ပြီးတော့ကြိုးစားအထောက်မှသာလျှင်အစဉ်ပြေကြမှာဖြစ်ပါတယ်အဲ့တော့ဒီအပိုင်း28ပိုင်းပေါ့မေခွန်းပေါင်း86ခုကိုဒါလေ့လာမှုလွယ်ကူစေဖို့နဲ့ဒါအလွယ်တကူမှတ်မိစေဖို့ဆိုပြီးတော့သဘောတရားတူရာလေးတွေစုပြီးတော့အခန်းပေါင်း12ခုနဲ့ဒါချင်းကပ်လေ့လာသွားဖို့ပြုစုထားပါတယ်အဲ့တော့လေ့လာမှုလွယ်ကူစေရန်နဲ့လွယ်တကူမှတ်မိစေဖို့ဆိုတာကစာမေးပွဲဖြေဆိုကြမယ်ဓမ္မမိတ်ဆွေများအနေနဲ့အနည်းဆုံးတော့စာမေးပွဲကအောင်ကျင်မှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့မှတ်မိမှလည်းအောင်မှာဖြစ်ပါတယ်အဲ့တော့စာမေးပွဲမေးခွန်းနဲ့ပတ်သက်ပြီးတော့ဒါမေးခွန်းကအရင်တုန်းကလည်းပြောခဲ့ဘူးပါတယ်မေးခွန်းကနှစ်ပုဒ်တည်းမိတယ်တစ်ခုကတော့နားလည်မှုဆိုင်ရာမေးခွန်းနဲ့တစ်ခုကကြတော့ဘယ်လောက်မှတ်မိသလဲဆိုတဲ့မေးခွန်းဆိုပြီးတော့နှစ်ခုတည်းပဲဖြစ်ပါတယ်အဲ့ဒီနှစ်ခုမှာဆိုလို့ရှိရင်အခုနောက်ပိုင်းမေးလာတဲ့မေးခွန်းတွေကကြတော့နားလည်မှုနဲ့ပတ်သက်ပြီးတော့အလေးထားပြီးတော့မေးလာတာကိုပို့ပြီးတော့တွေ့ရှိရပါတယ်ဒါကြောင့်မိမိတို့အနေနဲ့များဖတ်တာမှတ်တာလျင်ဒါနားလည်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းတင်ပြလိုပါတယ်အဲ့တော့အပိုင်းဒါရှေ့မှာကဒါအခန်းပေါင်း12ခုပေါ့အခန်းပေါင်း12ခုမှာနံပါတ်1ကိုဘာတွေပြုစုလိုက်တယ်လဲနံပါတ်1ကိုတော့ဏိဒန်းပိုင်းဆိုပြီးတော့နာမည်ပေးထားပါတယ်အဲ့တော့ပညာတိပညာရဲ့ဝတ္တကဏနပညာရဲ့ဝိမန္တနပညာရဲ့အနန္တကာယပညာရဲ့နောက်ပပ္ပဇပညာအခန်းဆိုပြီးတော့ဒီအခန်းတွေကိုစုပြီးတော့မှဏိဒန်းပိုင်းဆိုပြီးတော့ဒါပြုစုလိုက်ပါတယ်အဲ့တော့အဲ့ဒီမှာဆိုလို့ရှိရင်မေခွန်းပေါင်းက9ခုရှိပါတယ်မေခွန်းနံပါတ်1ကနေပြီးတော့မေခွန်းနံပါတ်5အထိပဲဖြစ်ပါတယ်အဲ့တော့အခန်း2အနေနဲ့ကြတော့မနတိကာရရဲ့တီလရဲ့နောက်တစ်ခါစိတ်ဆွမ်းအား5မျိုးဆိုပြီးတော့လေ့လာကြမှာဖြစ်ပါတယ်စိတ်ဆွမ်းအား5မျိုးဆိုတာကတထာရဲ့ဝရိယရဲ့တတိရဲ့တမာတိရဲ့ပညာရဲ့ဆိုပြီးတော့5မျိုးပေါ့ဒါအလွယ်တကူပြောလို့ရှိရင်တော့တဝီတတိမာပညာဆိုပြီးတော့စိတ်ဆွမ်းအား5မျိုးရဲ့တီလရဲ့မနတိကာရတို့အကြောင်းကိုလေ့လာကြမှာဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်မေခွန်းပေါင်းက6ခုရှိပြီးတော့မေခွန်းနံပါတ်အရာပေါ့နော်မေခွန်းနံပါတ်အရာဆိုရင်8 9 10 11 12 13 14 15 16ဆိုပြီးတော့8ကနေ16ထိပေါ့မေခွန်းပေါင်း6ခုကိုလေ့လာကြရမှာဖြစ်ပါတယ်နံပါတ်3အခန်းအနေနဲ့ပရိသေတွေနေခြင်းမနေခြင်းပေါ့ပရိသေတွေနေခြင်းမနေခြင်းပရိသေတွေနဲ့ဆိုင်တဲ့ဒါမေခွန်းတွေကိုလေ့လာကြမှာဖြစ်ပါတယ်ဒီအခန်းမှာတော့မေခွန်းပေါင်းက10ခုရှိပါတယ်မေခွန်းနံပါတ်6ခွန်ရဲ့အဲ့မေခွန်းနံပါတ်7ခွန်18ရဲ့23 22 23 24ရဲ့
မေကွန်က54ရဲ့56ရဲ့68ရဲ့ဆိုပြီးတော့မေကွန်ပေါင်း10ခုပဲဖြစ်ပါတယ်အခန်းနံပါတ်4မှာတော့ဉာဏ်ပညာအခန်းဆိုပြီးတော့တည်တံ့ခွဲထုတ်ပေးထားပါတယ်ဉာဏ်ပညာအခန်းမှာတော့မေကွန်ပေါင်း2ခုရှိပါတယ်မေကွန်နံပါတ်19နဲ့69ဆိုပြီးတော့2ခုရှိပါတယ်အခန်းနံပါတ်5မှာကြာရင်ဝေဒနာအခန်းဆိုပြီးတော့ခေါင်းစဉ်ပေးထားပါတယ်အဲ့ဒီမှာလည်းမေကွန်ပေါင်းက2ခုရှိပါတယ်မေကွန်နံပါတ်20 21ပဲဖြစ်ပါတယ်နံပါတ်6မှာတော့အခန်းနံပါတ်6မှာအဋ္ဌာဏရဲ့ပရိစ္ဆသမုပ္ပါအခန်းဆိုပြီးတော့နာမည်ပေးထားပါတယ်မေကွန်ပေါင်း6ခုရှိပါတယ်မေကွန်နံပါတ်25 26 29 28 29 30ဆိုပြီးတော့စုစုပေါင်းမေကွန်6ခုပဲဖြစ်ပါတယ်အဲ့တော့အခန်းနံပါတ်9မှာဆိုရင်ဝေဒကူအခန်းဆိုပြီးတော့မေကွန်ပေါင်း3ခုကိုလေ့လာကြရမှာဖြစ်ပါတယ်အဲ့မေကွန်တွေကတော့မေကွန်နံပါတ်31ရဲ့55ရဲ့85ရဲ့ဖြစ်ပါတယ်အခန်းနံပါတ်10မှာတော့စိတ်တွေစေတသိက်အခန်းဆိုပြီးတော့စိတ်စေတသိက်အခန်းမှာဘာတွေပါလဲဆိုရင်သက္ခုဝိညာဉ်မနောဝိညာဉ်အကြောင်းတွေနောက်စေတသိက်မှာဆိုရင်ဘာတာဝေဒနာတင်ညာစေတနာဝိညာဉ်ကတော့စိတ်ကိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့ဝိညာဉ်ရဲ့နောက်တစ်ခါကျရင်ဝိတက်ရဲ့ဝိစာရရဲ့ဆိုပြီးတော့မေကွန်ပေါင်း10ခုဖြစ်ပါတယ်မေကွန်နံပါတ်အားဖြင့်ဆိုရင်32 33 34 35 36 39 38 39 40အထိရယ်နောက်ဆုံးက86ဆိုပြီးတော့စုစုပေါင်းမေကွန်က10ခုဖြစ်ပါတယ်အခန်းနံပါတ်9မှာတော့ကံနဲ့ဆိုင်သည့်မေကွန်များဆိုပြီးတော့ပြုစုထားပါတယ်အဲ့ဒီမှာတော့မေကွန်ပေါင်း9ခုရှိပါတယ်မေကွန်နံပါတ်42 43 44မပါဘူး45 59 82 89 88ဆိုပြီးတော့စုစုပေါင်းမေကွန်9ခုကိုကံနဲ့ဆိုင်တဲ့မေကွန်တွေဖြစ်လေ့လာကြမှာဖြစ်ပါတယ်အခန်းနံပါတ်10မှာဆိုရင်နိဗ္ဗာန်ဆိုင်ရာအခန်းဆိုပြီးတော့တိကျခွဲထုတ်ပေးထားပါတယ်မေကွန်ပေါင်းက3ခုရှိပါတယ်မေကွန်နံပါတ်ကတော့49 48 49ဆိုပြီးတော့ဖြစ်ပါတယ်အခန်းနံပါတ်17မှာဆိုရင်ဗုဒ္ဓနဲ့သက်ဆိုင်သည့်မေကွန်များအခန်းဆိုပြီးတော့မေကွန်8ခုရှိပါတယ်မေကွန်နံပါတ်က50 51 52ရယ်59 61 62 63 64ဆိုပြီးတော့စုစုပေါင်းမေကွန်8ခုကိုလေ့လာကြမှာဖြစ်ပါတယ်အဲ့တော့အခန်းနံပါတ်1ကနေပြီးတော့အခန်းနံပါတ်17ကနေလွဲလို့ရှိရင်ဒါအထွေထွေမေကွန်များဆိုပြီးတော့အထွေထွေခန်းဆိုပြီးတော့အထွေထွေခန်းနဲ့ထည့်လိုက်ပါတယ်အဲ့ဒီမှာတော့မေကွန်ပေါင်း21ခုကိုပြုစုထားပါတယ်မေကွန်နံပါတ်က41ရယ်44ရယ်46ရယ်53ရယ်58ရယ်60ရယ်ပြီးတော့65 66 69 80 81ရယ်83 84 85 86ရယ်89 80 81ကနေ82 83 84ဆိုပြီးတော့စုစုပေါင်းမေကွန်21ခုကိုအထွေခန်းအပြည့်လေ့လာကြရမှာဖြစ်ပါတယ်အဲဒီတော့ဒီအခန်းလေးတွေခွဲထားပေးခြင်းအပြင်ဒါသဘောတူရာတွေကိုမိမိတို့တွေနဲ့အလွယ်တကူလေ့လာနိုင်ကြပြီးတော့စာမေးပွဲဖြေဆိုဖို့အတွက်အလွယ်တကူမှတ်မိမှာဖြစ်တဲ့အတွက်ဒီလိုခွဲခြားပေးခြင်းဖြစ်ပါတယ်ဆိုတာကိုပြောကြလိုပါတယ်အဲ့တော့လေ့လာတဲ့အခါမှာလည်းဒါကိုကဒါအလေးထားမယ့်အခန်းတွေကိုပို့ပြီးတော့ဂရုစိုက်ပြီးတော့လေ့လာသွားမယ်ဆိုရင်လည်းရပါတယ်အဲ့တော့အစဉ်တိုင်းလေ့လာမှမဟုတ်ဘူးအဲ့အတွက်ကိုဘယ်နေရာနေဖြတ်ပြီးတော့လေ့လာမလဲလေ့လာမယ်ဆိုရင်ဒါကိုကစာမွေးဖြေဖို့နောက်ပိုင်းမှာတော့အကုန်လုံးပေါင်းပြီးတော့စုစုစည်းစည်းဖြစ်သွားမှာပဲဖြစ်ပါတယ်အခုပထမဦးဆုံးအနေနဲ့ကျွန်တော်အနေနဲ့ကတော့ဘယ်အခန်းကိုအရင်ဆုံးလေ့လာသင့်တယ်လဲဆိုတော့အခန်းနံပါတ်3ဖြစ်တဲ့ပရိသေတွေနေခြင်းမနေခြင်းအခန်းဆိုပြီးတော့ဒါပြုစုထားပါတယ်နောက်ပိုင်းမှာလည်းအခန်း1တို့အခန်း2တို့ပြန်ပြီးတော့သွားပေးပါမယ်အဲဒီတော့အဲ့ဒီပရိသေတွေအခန်းမှာဆိုရင်မေကွန်း10ခုကိုလေ့လာကြရမှာဖြစ်ပါတယ်အဲ့တော့မေကွန်း10ခုကဘာတွေလဲအရှိကနံပါတ်4တွေကဒါမေကွန်း10ခု1 2 3 4ဆိုပြီးတော့ပြုစုထားပါတယ်သူ့ရဲ့နောက်ကအပြာနဲ့ဥစ္စာကကြတော့ဒါသူ့ရဲ့မူရင်းမေကွန်းနံပါတ်ပဲဖြစ်ပါတယ်အဲ့ဒီမှာမေကွန်းနံပါတ်6ပေါ့ဒီမှာကျတော့10ခုဆိုရင်စီစဉ်ထားတာက1 2 3 4 10အထိပေါ့အဲ့ဒီ10မှာပဲဒါမေကွန်းနံပါတ်6ဆိုတာကမူရင်းမေကွန်းနံပါတ်ဖြစ်ပါတယ်အဲ့တော့မူရင်းမေကွန်းနံပါတ်6မှာဘယ်လိုမေးထားသလဲဆိုတော့သေပြီးနောက်ပြန်မမွေးတဲ့သူရှိသလားတဲ့
အဲ့တော့အဖြေကဘာပြောလဲဆိုတော့တချို့ပုဂ္ဂိုလ်တွေမွေးမယ်တချို့ပုဂ္ဂိုလ်ကတော့မမွေးတော့ဘူးလို့ပြောပါတယ်အဲ့တော့ဘယ်လိုဆက်ပြီးတော့မေးတယ်ဘယ်လိုပုဂ္ဂိုလ်ကမွေးမလဲတဲ့ဘယ်လိုပုဂ္ဂိုလ်ကမမွေးတော့ဘူးလဲတဲ့ဆိုတော့အဲ့တော့ရှင်နာဂတေနာကနေပြီးတော့ကိလေသာရှိတဲ့ပုဂ္ဂိုလ်ကမွေးလိမ့်မယ်တဲ့ကိလေသာမရှိတဲ့ပုဂ္ဂိုလ်ကတော့မွေးမှာမဟုတ်တော့ဘူးဆိုပြီးတော့ပြန်ဖြေပါတယ်အဲ့တော့နောက်ထပ်တစ်ခါမေးခွန်းတစ်ခါဆင့်ပြီးတော့မေးပါတယ်အရှင်ဘုရားရောပြန်မွေးအောင်မလားတဲ့အဲ့တော့ဒါနဲ့ရှင်နာဂတေနာကနေပြီးတော့ဥပါဒံဆွဲလန်းတွေရှိလို့ရှိရင်ပြန်မွေးအောင်မယ်တဲ့ဥပါဒံဆွဲလန်းတွေမရှိလို့ရှိရင်တော့ပြန်မမွေးတော့ဘူးဆိုပြီးတော့ဒါကတော့အရှင်ဘုရားရောပြန်မွေးအောင်မီလားဆိုတာကိုမေးခွန်းကဒီမှာကတစ်ဆိုပြီးတော့နောက်မှတစ်ခါမေးခွန်း23မှာတစ်ခါထပ်မေးထားပါတယ်မေးခွန်း23မှာလည်းအရှင်ဘုရားရောပြန်မွေးအောင်မလားဆိုပြီးတော့မေးခွန်း23မှာလေ့လာကြရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာပရိသေတွေနေခြင်းနဲ့ပတ်သက်ပြီးတော့ပထမဆုံးမေးခွန်းဖြစ်တဲ့သေပြီးနောက်ပြန်မမွေးတဲ့သူရှိသလားဆိုတော့တချို့ပုဂ္ဂိုလ်တွေကမွေးမယ်တချို့ပုဂ္ဂိုလ်တွေကမမွေးဘူးဆိုပြီးတော့အဲ့တော့မွေးသူအုပ်စုနဲ့မမွေးသူအုပ်စုဆိုပြီးတော့အုပ်စုနှစ်စုရှိတယ်ဆိုတာကိုသိရှိထားကြမှာဖြစ်ပါတယ်အဲ့တော့ပြန်မမွေးတော့တဲ့သူနဲ့သက်ဆိုင်တဲ့ပေါ့မေးခွန်းတွေကဘာတွေလဲဆိုတော့ပြန်မမွေးတော့တဲ့သက်ဆိုင်တဲ့မေးခွန်းက3ခုပဲဖြစ်ပါတယ်မေးခွန်းနံပါတ်9ရယ်မေးခွန်းနံပါတ်18ရယ်မေးခွန်းနံပါတ်23ရယ်မေးခွန်းနံပါတ်9မှာဆိုလို့ရှိရင်ယောနိတော်မနတိကာရကြောင့်ပြန်မမွေးတာလားဆိုပြီးတော့မေးခွန်းမေးပါတယ်အဲ့တော့ယောနိတော်မနတိကာရလည်းရှိရမယ်မတ်ပညာဘုပညာဆိုတဲ့အစင်းမြင့်ပညာလည်းရှိရမယ်အဲ့တော့အကျိုးတရားကိုပြပွားစေတဲ့တခြားကုသိုလ်တရားတွေလည်းရှိရမယ်ဆိုပြီးတော့ပြန်ဖြေပါတယ်တခြားကုသိုလ်တရားတွေဆိုတာဘာလဲလို့တခါထပ်ပြီးတော့မေးတော့သီလရဲ့တရားရဲ့ဝရိယရဲ့တတိရဲ့တမာတိရဲ့ဆိုပြီးတော့ပညာကိုခြံထားပြီးတော့ပြန်ဖြေတာကိုလည်းလေ့လာကြရမှာဖြစ်ပါတယ်အဲ့တော့ပညာကိုပြန်ပြီးတော့ခြံထားတယ်ဆိုတာကအပေါ်မှာမတ်ပညာပိုပညာဆိုသည့်အစင်းမြင့်ပညာဆိုပြီးတော့တီးခြားပါသွားတဲ့အတွက်ပညာကိုခြံပြီးတော့ဖြည့်ဆို့ခြင်းဖြစ်တယ်ဆိုတာကိုလည်းမှတ်သားကြရမှာဖြစ်ပါတယ်အဲ့တော့မမွေးတော့ဒီပြန်ပြီးတော့မမွေးတော့တဲ့ပုဂ္ဂိုလ်ကတဲ့သူပြန်မမွေးတော့ဘူးဆိုဒီကိုသိပါသလားတဲ့သိပါတယ်တဲ့အဲ့တော့သိပါတယ်ဆိုတော့ဘယ်လိုကြောင့်သိတယ်လဲဆိုပြီးတော့ထပ်ပြီးတော့အကြောင်းနှစ်ချက်ကြောင့်သိတယ်ဆိုပြီးတော့ဒါကိုမေခွန်း18မှာလေ့လာကြမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ချက်မေးတယ်အရှင်ဘုရားရောပြန်မွေးအောင်မီလားဒါကအရှင်ဘုရားရောပြန်မွေးအောင်မီလားနှစ်ပေါ့အဲ့တော့ရှေ့မှာဖြေခဲ့ပြီးပြီမဟုတ်လားတဲ့အဲ့မှာမေခွန်းနံပါတ်6မှာပေါ့ရှေ့မှာဥပါဒံအစွဲလန်းတွေရှိသေးလို့ရှိရင်ပြန်မွေးမယ်ဥပါဒံအစွဲလန်းတွေမရှိတော့ဘူးဆိုရင်ပြန်မမွေးတော့ဘူးဆိုပြီးတော့ပထမမေးစဉ်ကပြန်ဖြေတယ်ဒုတိယမေးတော့တဏှာဒိဋ္ဌိအစွဲတွေပေါ့တဏှာဒိဋ္ဌိဆိုပြီးတော့နှစ်ခုခွဲပြီးတော့ပြောတာ ਨੇ ဟာလားဥပါဒံလို့ပြောတာ ਨੇ အတူတူပဲဆိုတဲ့သဘောကိုလည်းသိထားကြရမှာဖြစ်ပါတယ်အဲ့တော့ဒါကိုလည်းနောက်မှဆက်ပြီးတော့ပြုစုပေးထားပါတယ်အဲ့တော့မူရင်းမေးခွန်းတဲ့အဖြေလေးတွေကိုကိုကအရင်ဆုံးလေ့လာပြီးမှဒီမှာအဲ့တော့သူနဲ့သက်ဆိုင်တဲ့ဟာလားဥပမာပေးဟောကြားချက်တွေကိုလည်းလေ့လာရမယ်ပြီးတော့မှထပ်ဆင့်ရှင်းပြတယ်ပရိသေတွေဆိုတာဘာလဲဟာလားပြန်မွေးတယ်ပြန်မမွေးဘူးဆိုတာဘာလဲဆိုတော့ရှင်းပြချက်တွေကိုကိုကလေ့လာမယ်ဆိုပြီးတော့ဒါလေ့လာပုံလေ့လာနည်းလေးကဒီလိုသွားမှသာလျှင်ပို့ပြီးတော့မှတ်မိလွယ်ပြီးတော့အဆင်ပြေကြမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့တော့ဒီမှာမေခွန်းနံပါတ်ဟာလားဒါကတော့ဒီစလိုက်ကတော့ပြန်မွေးသူနဲ့သက်ဆိုင်သည့်မေခွန်းများတဲ့ပြီးခဲ့တဲ့စလိုက်ကဟာလားပြန်မမွေးသူပေါ့ပြန်မမွေးသူနဲ့ဆိုင်တဲ့မေခွန်းက3ခုပြန်မွေးသူနဲ့သက်ဆိုင်တဲ့မေခွန်းများဆိုတဲ့အောက်မှာစုစုပေါင်းမေခွန်း6ခုကိုစုစည်းပေးထားပါတယ်နံပါတ်5ပေါ့နော်ပြန်မွေးသူဒီတဲ့တည်သွားသူလားတခြားတယောက်လားဆိုပြီးတော့ဒါကိုတော့မေခွန်း7ခုမှာမေးပါတယ်မြည်သည့်အရာကပြန်မွေးခြင်းလဲပြန်မွေးခြင်းဖြစ်ပါသလဲဆိုပြီးတော့တက်မေးတယ်တခါရုပ်ဆိုတာဘာလဲနာမ်ဆိုတာဘာလဲရုပ်တစ်မျိုးတည်းနာမ်တစ်မျိုးတည်းဘာကြောင့်မဆက်ဆက်ရပါသလဲဆိုတဲ့မေခွန်းကိုမေခွန်းနံပါတ်24မှာထပ်မေးပါတယ်အဲ့တော့ယခုဘဝမှာကူးသွားခြင်းမဟုတ်ဘူးတဲ့ပြန်ဆက်ဆက်ခြင်းသာဖြစ်တယ်တဲ့အဲ့ဒါဟုတ်သလားပေါ့ဒါကိုတော့မေခွန်း54မှာမေးထားခြင်းဖြစ်ပါတယ်နံပါတ်9အနေနဲ့ပေါ့လက်ရှိကာယမှာတခြားကာယတို့ပြောင်းသွားသည့်တတ္တဝါဟူ၍ရှိသလားဆိုပြီးတော့ဒီမှာအတ္တကောင်ဝိညာဉ်ကောင်ကိုရည်စူးပြီးတော့မေးတဲ့မေခွန်းကိုမေခွန်းနံပါတ်56မှာလေ့လာကြရမှာဖြစ်ပါတယ်နောက်ဆုံးပိတ်မှာတော့ဒီမှာပရိသေတွေနေခြင်းနဲ့
တန္တရာဆိုတာကတော့ဆက်ဆက်ချင်းသဘောဖြစ်တဲ့အတွက်ဒီတန္တရာဆိုတဲ့မေခွန်းကိုလည်းဒီပြိတ္တိအခန်းမှာထည့်ပေးထားပါတယ်ဒါကတော့မေခွန်းနံပါတ်68ပဲဖြစ်ပါတယ်အဲ့တော့ပြန်မမွေးတော့တဲ့ပုဂ္ဂိုလ်ပြန်မွေးမဲ့ပုဂ္ဂိုလ်ဆိုပြီးတော့အုပ်စုနှစ်စုကိုလေ့လာကြမယ်ဆိုတာကိုအကျဉ်းအဖြစ်မှတ်သားကြမှာဖြစ်ပါတယ်အဲ့တော့မေခွန်းနံပါတ်6အနေနဲ့မေးတယ်နံပါတ်6ကမေခွန်းနံပါတ်6ရဲ့1ပေါ့သေပြီးနောက်ပြန်မမွေးသူရှိပါသလားတဲ့အဲ့တော့ဖြေတာကတချို့ကပြန်မွေးမယ်တဲ့တချို့ကတော့ပြန်မမွေးတော့ဘူးတဲ့အဲ့တော့နံပါတ်6ပေါ့မေခွန်းနံပါတ်6နှစ်ဆိုပြီးတော့နံပါတ်4တက်ထားပေးပါတယ်မြည်သည့်ပုဂ္ဂိုလ်ဒီပြန်မွေးမှလဲမြည်သည့်ပုဂ္ဂိုလ်ကပြန်မွေးမှလဲပေါ့မြည်သည့်ပုဂ္ဂိုလ်ကပြန်မမွေးတော့ဘူးလဲဆိုတော့ဘာဖြစ်လဲဆိုတော့ကိလေသာရှိနေသည့်ပုဂ္ဂိုလ်ဒီပြန်မွေးမယ်တဲ့အဲ့တော့ကိလေသာရှိပြန်မွေးမည်ပေါ့အဲ့တော့ကိလေသာမရှိတော့သည့်ပုဂ္ဂိုလ်ဒီတဲ့ပြန်မမွေးတော့ပါတဲ့အဲ့တော့ကိလေသာမရှိရင်ပြန်မမွေးတော့ဘူးဆိုပြီးတော့ကိလေသာကိုဒါကိလေသာဆိုပြီးတော့ပြန်ပြီးတော့ဖြေဆိုထားပါတယ်ဒါကမေခွန်းနံပါတ်6ရဲ့နံပါတ်2ပဲဖြစ်ပါတယ်နံပါတ်3မှာတော့ဗာမေးလဲဆိုကိုရောရောပြန်မွေးအောင်မလားတဲ့ဒါကတော့အငိုက်ဖမ်းပြီးတော့မေးတယ်အဲ့တော့ပထမနံပါတ်1မှာမေးတော့ကဥပါဒံအစွဲလမ်းများရှိနေသေးလျင်ပြန်မွေးမယ်တဲ့ဥပါဒံအစွဲလမ်းများမရှိတော့လျင်ပြန်မမွေးတော့ဘူးဆိုပြီးတော့ဒါရှင်နာဂတိနာကမိလိန်နာမင်းကြီးရဲ့မေးခွန်းကိုပြန်ဖြေခြင်းဖြစ်ပါတယ်အဲ့တော့မေးခွန်းနံပါတ်9မှာဘာတွေမေးတယ်လဲဆိုတော့မေးခွန်းနံပါတ်9ကနံပါတ်1မှာဆိုရင်ဘဝတစ်ခုမှာတဲ့ပြန်မမွေးတော့သည့်ပုဂ္ဂိုလ်သည်တဲ့ယောနိသောမနတိကာရအစွမ်းကြောင့်ပြန်မမွေးခြင်းဖြစ်ပါသလားတဲ့အဲ့တော့ရှင်နာဂတိနာကပြန်ဖြေတာကဘာလဲဆိုတော့ပြန်မမွေးတော့ဘူးဆိုတာတဲ့အဲ့တော့3ချက်နဲ့ပြန်ဖြေပါတယ်ယောနိသောမနတိကာရဆိုသည်တဲ့မှန်ကန်သည့်နှလုံးသွင်းမှုလည်းရှိရမယ်တဲ့အဲ့တော့မတ်ပညာပုပညာဆိုသည်အစင်းမြင့်ပညာလည်းရှိရမယ်တဲ့အချက်3အနေနဲ့ကောင်းကျိုးချမ်းသာကိုပြပွားစေတတ်သည့်အခြားကုသိုလ်တရားများလည်းရှိရမယ်တဲ့အဲ့တော့အခြားကုသိုလ်တရားများဆိုတာဘာလဲလို့ပြောတော့သီလရဲ့တဲ့တရားရဲ့ဝရိယရဲ့တတိရဲ့တမာတိရဲ့ဖြစ်တယ်တဲ့အဲ့တော့ဒီနေရာမှာတရားဝရိယတတိတမာတိဆိုတာကဣန္ဒြေ5ပါးတရားရဲ့ဝရိယရဲ့တတိရဲ့တမာတိရဲ့ပညာရဲ့ဆိုတာကဣန္ဒြေ5ပါးပေါ့တရားဝရိယတတိတမာတိပညာဒီနေရာမှာတော့ပညာကိုထည့်ပြီးတော့မပြောတော့ဘူးမပြောရတဲ့အကြောင်းရင်းကအပေါ်မှာမတ်ပညာပိုပညာဆိုသည်အစင်းမြင့်ပညာလည်းရှိရမယ်ဆိုတဲ့အချက်ကိုထည့်ထားပြီးသားဖြစ်တဲ့အတွက်ဒီနေရာမှာပညာကိုထည့်မပြောဘူးဆိုတဲ့ဥစ္စာကိုလည်းမှတ်သားလေ့လာထားကြမှာဖြစ်ပါတယ်အဲ့တော့ဒါအချက်3ချက်ကိုပေါင်းပြီးတော့မှယောနိသောမနတိကာရတစ်ခုတည်းမဟုတ်ဘူးဆိုတဲ့ဒါကောက်ချက်ကိုဆွဲရမှာဖြစ်ပါတယ်ယောနိသောမနတိကာရတစ်ခုတည်းမဟုတ်ဘူးဟုပြန်ဖြေပါသည်ပေါ့အဲ့တော့ဒါကိုမှတ်သားဆိုရင်ယောနိသောမနတိကာရဆိုသည်မှန်ကန်သည့်နှလုံးသွင်းမှုလည်းရှိရမယ်မပညာပုပညာဆိုသည်အစင်းမြင့်ပညာလည်းရှိရမယ်ကောင်းကျိုးချမ်းသာကိုပြပွားစေတတ်သည့်တခြားကုသိုလ်တရားများလည်းရှိရမယ်တခြားကုသိုလ်ဆိုသည်မှာသီလရဲ့တရားရဲ့ဝရိယရဲ့တတိရဲ့တမာတိတို့ဖြစ်ပါသည်အဲ့တော့ဒီနှစ်3ကာကြီးခဝေခငယ်အရာယောနိသောမနတိကာရတစ်ခုတည်းမဟုတ်ဘူးလို့ပြန်ဖြေပါသည်ပေါ့အဲ့တော့နံပါတ်9ပေါ့မေခွန်းနံပါတ်9ကနံပါတ်2မှာယောနိသောမနတိကာရသည်ပင်လျင်တဲ့ပညာမဟုတ်ဘူးလားလို့တခါထပ်မိတယ်အဲ့တော့မနတိကာရကတခြားတဲ့ပညာကတခြားဆိုပြီးတော့တဘာဝတရားချင်းမတူဘူးတဲ့တဘာဝတရားတစ်ခုစီဖြစ်ပါတယ်လို့ပြန်ဖြေတယ်ဒါနဲ့ပတ်သက်ပြီးတော့ဥပမာပါပြီးတော့ဥပမာပေးပြီးတော့ဆက်ရှင်းတာကစိတ်သိုးကျွဲနွားမြည်စတဲ့တိရစ္ဆာန်များမှာတဲ့မနတိကာရနှလုံးသွင်းမှုရှိကြတယ်တဲ့သူတို့ကိုငေါက်လိုက်လို့ရှိရင်ငေါက်တယ်လို့သိတယ်တဲ့သို့တော်တော့သူတို့မှာတော့အသိပညာမရှိဘူးဆိုပြီးတော့ဆက်ပြီးတော့ရှင်းပြပါတယ်ဆိုတာကအဲ့တော့ယောနိသောမနတိကာရဒီပလင်ပညာမဟုတ်ဘူးလားဆိုတာတဘာဝတရားတစ်ခုစီပဲတိရစ္ဆာန်တွေမှာမနတိကာရရှိတယ်အသိပညာမရှိဘူးဆိုတာကိုမှတ်သားထားကြရမှာဖြစ်ပါတယ်အဲ့တော့မေခွန်းနံပါတ်18မှာတော့နောင်ဘဝမှာတဲ့ပြန်မမွေးတော့ဘူးဆိုသည့်ပုဂ္ဂိုလ်ဒီငါပြန်မမွေးတော့ဘူးဆိုသည်ကိုသိပါသလားဆိုတော့ပြန်မမွေးတော့ဘူးဆိုတာဟိုတဲ့သိပါတယ်တဲ့ကိုယ်တိုင်သိတာကိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့ထပ်ပြီးတော့မေးတယ်သူကဒါသူပြန်မမွေးတော့ဘူးဆိုသည်ကိုတဲ့မြည်တို့သိတယ်လဲဆိုတော့ပြန်လဲမွေးဖွားခြင်းကိုဖြစ်စေတတ်သည့်အကြောင်းတဲ့နှစ်ချက်ပေါ့နော်
အကြောင်းနှစ်ချက်ပြန်လည်မွေးဖွားခြင်းကိုပြည့်စေတတ်သည့်အကြောင်းတဲ့ပြီးတော့ထောက်ပံ့ကူညီတတ်သည့်အကြောင်းဆိုပြီးတော့အကြောင်းနှစ်ချက်ထို့အကြောင်းနှစ်ခုကြောင့်ပြန်မမွေးတော့ဘူးဆိုသည်ကိုသိခြင်းဖြစ်ပါတယ်တဲ့ဆိုလိုတာကတော့အကြောင်းမရှိလျင်အကျိုးမလာတော့ခြင်းဖြစ်ပါတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ပေါ့ဒါနဲ့ပတ်သက်ပြီးတော့ဥပမာထပ်ပြီးတော့ဟောပါတယ်ဥပမာကဘာလဲဆိုတော့လယ်သမားတယောက်ကစဘာစိုက်ပျိုးတယ်ပြီးတော့စဘာကိုဂိုရောင်ထဲထည့်တယ်ပြီးတော့စဘာစိုက်ပျိုးခြင်းအလုပ်ကိုရပ်တန့်လိုက်တယ်ဒီဂိုရောင်ကိုလည်းပြန်မဖြည့်တော့ဘူးအဲ့တော့ဒီလယ်သမားကသူ့ဂိုရောင်ပြန်ပြီးတော့စဘာမဖြည့်တော့ဘူးမဖြည့်တော့ဘူးဆိုတာကိုသိသလားဆိုတော့သိတယ်အဲ့ဒီလိုပဲပေါ့အလားတူပဲအဲ့တော့ပြန်မမွေးတဲ့ပုံကူကလည်းသူပြန်မမွေးတော့ဘူးဆိုတာကိုသူ့ဟာသူသိတယ်ပေါ့အဲ့တော့ဒီနေရာမှာအကြောင်းနှစ်ချက်ကဒါကိုဆက်ပြီးတော့ရှင်းပြထားတယ်ဒီနေရာမှာတော့အချင်းချုပ်လေးတည်ပေးထားပါတယ်နောက်မှာတော့တခါတည်းအကျယ်ကိုတခါပြုစုပေးပါမယ်ပြန်လည်မွေးဖွားခြင်းကိုပြည့်စုံတတ်သည့်အကြောင်းဆိုတာကဟေတုဆိုပြီးတော့ခေါ်ပါတယ်အဲ့ဒီဟေတုကဘာနဲ့တူတယ်လဲဆိုတော့ကံကိုဆိုလိုခြင်းဖြစ်ပါတယ်တဲ့အဲ့တော့ထောက်ပံ့ကူညီတတ်သည့်အကြောင်းဆိုတာကဘာလဲဆိုတော့ပစ္စယတဲ့ပစ္စယဆိုတာကတော့ကိလေသာနဲ့တူတယ်ဆိုပြီးတော့ဒါဟောကြားတော်မူပါတယ်အဲ့တော့နောက်ဆုံးနံပါတ်23မှာပေါ့ဒါကတော့ဟာဒီမမွေးတဲ့ပုံကိုနဲ့ပတ်သက်ပြီးတော့အရှင်ဘုရားရောပြန်မွေးအောင်မီလားဆိုပြီးတော့နှစ်ခါပေါ့နှစ်ကြိမ်မြောက်ဒုတိယအကြိမ်မြောက်ထပ်မေးတယ်မင်းကြီးတဲ့အရင်တုန်းကလည်းဖြည့်ပြီးပြီမဟုတ်ဘူးလားတဲ့ဒါကတော့မိခွန်းနံပါတ်6တုန်းကပေါ့နော်မိခွန်းနံပါတ်6တုန်းကဖြည့်ခဲ့ပြီးပြီအဲ့လိုဒါပေမဲ့ဒီနေရာမှာအရင်တုန်းကလည်းဖြည့်ခဲ့ပြီးပြီရှေ့ကဖြည့်ခဲ့ပြီးပြီမဟုတ်လားဆိုလဲပို့ပြီးစဉ်းပြေပါတယ်ရှေ့ကဖြည့်ခဲ့ပြီးပြီမဟုတ်လားအကယ်၍တဏှာဒိဋ္ဌိအစွဲရှိနေသေးသည်ဆိုရင်ပြန်မွေးမယ်တဏှာဒိဋ္ဌိအစွဲမရှိတော့ဘူးဆိုရင်ပြန်မမွေးတော့ပါလို့အရင်တုန်းကပြောခဲ့ပြီးသားမဟုတ်ဘူးလားဖြည့်ခဲ့ပြီးသားမဟုတ်ဘူးလားဆိုပြီးတော့ပြန်ပြီးတော့ရှင်နာကတေနာကပြန်ပြီးတော့ဖြည့်ဆိုပါတယ်ဒီနေရာမှာရှေ့ကအရှင်ဘုရားရောပြန်မွေးအောင်မီလားဆိုတော့ကဥပါဒံအစွဲအလန်းများရှိသေးလျင်ပြန်မွေးမယ်ဥပါဒံအစွဲအလန်းများမရှိတော့လျင်ပြန်မမွေးတော့ဘူးဆိုတဲ့ဥစ္စာအချက်ကိုဒီနေရာမှာတဏှာဒိဋ္ဌိလို့နှစ်ချက်ပြန်ခွဲတယ်အဲ့တော့သိထားကြရမှာကရှေ့မေခွန်းမှာဥပါဒံအစွဲလန်းဆိုတာကအနောက်မှာတဏှာနဲ့ဒိဋ္ဌိနဲ့ပေါင်းတဲ့ဥစ္စာကိုဥပါဒံလို့ဒါခေါ်လိုက်ခြင်းပဲဖြစ်ပါတယ်ဒီအတူတူပဲပေါ့ဒီဖြေတဲ့အဖြေကအတူတူပဲလို့မှတ်သားကြရမှာဖြစ်ပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဒါမိလိန်နာမင်းကြီးကနေအရှင်ဘုရားဒီတဲ့ရှင်တဲ့ဥပမာလေးပေးပါဆိုတော့လူတယောက်ကတဲ့ဘယင်ရဲ့လိုအပ်ချက်ကိုဒါသူကဖြည့်ပေးဘူးတယ်မကျေးဇူးပြုဘူးတယ်ပေါ့ဘယင်ကိုကျေးဇူးပြုဘူးတယ်ဘယင်ကသူ့ကိုဝမ်းသာအားရဖြစ်ပြီးတော့စုတော်လက်တော်တွေချတယ်တဲ့အဲ့တော့ဘယင်ချတဲ့မှာနေစားတို့ဘာလို့ပေးတယ်ပေါ့အဲ့တော့ဘယင်ကဒီမှာစုတော်လက်တော်ချတယ်နဲ့သူမိသားစုနဲ့အေးချမ်းချမ်းနေရတယ်အဲ့တော့ဒီမှာဘယင်ကဒီလိုကျေးဇူးပြုလဲသားနဲ့ပေါ့တခြားပုဂ္ဂိုလ်တွေကိုသူကနေပြီးတော့ဘယင်ကြီးကဘာမှကျေးဇူးမပြုပါဘူးလို့ပြောမယ်ဆိုရင်တင့်တော်ဒီအလုပ်ကိုလုပ်သည်ဟုပြောနိုင်ပါမလားပြောနိုင်ပါမည်လားဆိုတော့ဘယ်ပြောနိုင်မလဲဆိုပြီးတော့မိလိန်နာမင်းကြီးကဝန်ခံပါတယ်ဆိုလိုတဲ့သဘောကဒီနေရာမှာကြားလို့ရှိရင်ဖြေမယ်ဆိုရင်အမှန်တိုင်းဖြေရတော့မယ်အဲ့တော့ဒီမှာမဖြေဘူးဆိုရင်တော့ဒါပြောချင်တာကလိန်တဲ့သဘောကိုတက်ရောက်မှာဖြစ်တဲ့အတွက်လိန်တဲ့သဘောကိုတက်ရောက်မှာဖြစ်တဲ့အတွက်ဒီလိုမျိုးဒါဝင်းကြီးရှောင်ပြီးတော့ဖြေတယ်ဆိုတာကိုနားလည်ထားကြမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့တော့ဒီလောက်နဲ့ပဲရထားပါစေအဲ့တော့ဒီမှာဒီမိလိန်နာပညာနဲ့ပတ်သက်ပြီးတော့ဒီမေလကုံပေါ့အခုကအေဘီလဆိုမေလကုံမှာပြီးလောက်အောင်တော့စူးစမ်းပေးပါမယ်ဒါအားလုံးလည်းတစ်ခါတည်းလိုက်ပြီးတော့စိတ်ဝင်စားရင်ပေါ့နော်စိတ်ဝင်စားရင်တစ်ခါတည်းလိုက်ပြီးတော့မှတ်သားသားလေးလိုက်ပြီးတော့မှတ်သားထားကြမယ်ဆိုလို့ရှိရင်တော့သာမိုးရဲ့အတွက်အထောက်အကူပြုနိုင်ပါလိမ့်မယ်လို့အကြံပြုရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်